ထိုင်းနိုင်ငံရဲ့အဓိကမြည်စီစဉ်မှုအခြေအနေဟာစိုးရိမ်ရတဲ့အဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဘုံတိုင်းတိုင်ရဲ့နောက်ဆက်တွဲရိုက်ခတ်မှုနဲ့အတူဆယ်တွေရဲ့ရေလွှတ်မှုတိုးမြင့်လာတာကြောင့်ကျွန်တော်တို့ထိုင်းရောက်နေတဲ့မြန်မာရွှေပြောင်းလူသမားတွေအနေနဲ့ဘယ်ဒေသတွေကအရေးကြီးသိရှိထားဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကဒီမှာပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။လက်ရှိအခြေအနေမှာမြောက်ပိုင်းကရေတွေများပြားစွာစီးဝင်လာမှုကြောင့်ထိုင်းနိုင်ငံမှာရှိတဲ့အကြီးဆုံးရေကာတာဟာရေပေါ်မှာနောက်ထိန်းချုပ်ဖို့ရေလွှတ်နှုန်းကိုတိုးမြင့်ခဲ့ရပါတယ်။ဒါဟာဆယ်နဲ့ရေကာတာများရဲ့ဘေးကင်းရေးအတွက်မဖြစ်မနေဆောင်ရွက်ရမယ့်အခြေအနေပဲဖြစ်ပါတယ်ဒီလိုရေလွှတ်မှုကြောင့်မြေအောက်ပိုင်းဒေသများဖြစ်တဲ့အယုဒ္ဓယအန်ထောင်းပါဝင်ဒေသများစွာရဲ့ရေမျက်နှာပြင်ဟာပုံမှန်မြင့်တက်လာဖို့ရှိနေပါတယ်ဒီဒေသတွေမှာဒေသဝင်ပြည်သူတွေဟာရေကြီးမှုတောင်ကိုလာနဲ့ခံစားနေရဆဲဖြစ်ပါတယ်ဒီရေဘေးအခြေအနေကိုထိန်းချုပ်နိုင်ဖို့ထိုင်းဆိုရအရှိန်ဟုန်မြင့်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်ရေများမြင့်ထုတ်နိုင်မှုအတွက်ရေထုတ်ဆက်ပေါင်း58စီကိုတက်ဆင်ပြီးတော့လုပ်ငန်းစဉ်များကိုဆောင်ရွက်နေတာပါပြည်သူများအတွက်ရေကြီးဆုံးတတိပိတ်ချက်ကတော့မြေကမ်းနားနဲ့ရေစီးကြောင်းနားရှိအိမ်များဟာရေတက်နိုင်ခြင်းအမြင့်ဆုံးဖြစ်တာကြောင့်ပစ္စည်းများကိုမြင့်ရသို့ရွှေ့ပြောင်းခြင်းအရေးပေါ်ပစ္စည်းများကိုကြိုတင်စုဆောင်းထားခြင်းစတဲ့ကြိုတင်ကာကွယ်မှုများကိုအလေးထားဆောင်ရွက်ဖို့လိုအပ်ပါတယ်ခင်ဗျာထိုင်းလူမျိုးတွေအတွက်ရေဘေးသင့်အိမ်အောင်စုတွေကိုနစ်နာကြေးတိမ်အောင်လင်းပတ်9000စီပေးရမယ်လို့လည်းသူတို့ဆိုရညွှန်ကြားထားပြီးဖြစ်ပါတယ်ဒီလိုရေးကြီးသောတဘာဝပေးအပ်နယ်များနဲ့တတိပိအချက်လက်အသစ်တွေကိုအမြဲမပြတ်တင်ဆက်ပေးသွားဖို့အတွက်ကျွန်တော်ကောင်လေးကို follow လုပ်ပြီးကြပါအောင်ခင်ဗျာအားပေးမှုအတွက်တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်